မိသားစုတွေအတူတူမနေရဘူးအမြဲတမ်းခွက်ခွာနေရတယ်ကိုယ့်ရဲ့နေအိမ်ကလူမမြဲဘူးဖြစ်နေဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးစီချင်ပါတယ်ကိုနေထိုင်တဲ့နေအိမ်ကလူမမြဲရခြင်းအကြောင်းရင်းအိမ်မှာမိသားစုတွေတူတကွမနေရဘဲနဲ့တယောက်လိုက်ရင်တယောက်ထွက်သွားတယောက်လိုက်ရင်တယောက်ထွက်သွားအမြဲတမ်းခရီးထွက်နေရတဲ့အကြောင်းရင်းအဲ့လိုအကြောင်းရင်းကိုဖြစ်စေတဲ့အကြောင်းရင်းကအိမ်မှာအိမ်နံပါတ်လေးကိုအရင်ကြည့်လိုက်ပါအိမ်နံပါတ်က2လုံးပဲရှိ3လုံးပဲရှိ4လုံးပဲရှိပေါင်းခြင်းကအိမ်နံပါတ်အားလုံးပေါင်းခြင်းက9ဖြစ်သွားပြီဆိုလို့ရှိရင်9ရဲ့သဘောတရားအစ lucky number လို့ပြောပေမဲ့အိမ်မှာအိမ်နံပါတ်ပေါင်းခြင်း9ဖြစ်သွားပြီဆိုလို့ရှိရင်သူကလူမမြဲခြင်းငွေမမြဲခြင်းမိသားစုတွေအမြဲတမ်းတူတကွမနေရခြင်းဆိုတဲ့လက္ခဏာလေးတွေပြရုပ်ကိုပေးပါတယ်ဒါဖုန်းရှိပညာအရာကျွန်မပြောချင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရှာလဲဟုတ်ပြီပြုတ်လို့ရှာတဲ့ဒီလန်လေးခုနှစ်ကနန်းကြတဲ့အိမ်တွေမှာဆိုလို့ရှိရင်အိမ်ရဲ့အပေါက်ဝမှာအိမ်ဝင်တကားဝမှာဆွဲလဲလေးကိုချိတ်ဆွဲပေးလို့ရပါတယ်ကျွန်မမေဖြူခင်နံပါတ်မာစတာတယောက်ဖြစ်ပါတယ်ဖုန်းနံပါတ်တွေနဲ့ပတ်သက်လာလို့ရှိရင်ချစ်ရတော့ချစ်မဲဆွေတို့လက်ရှိနေဖြစ်နေသောဘဝကနေပြီးတော့ပုံမမြင့်မာသောဘဝတစ်ခုကိုဖုန်းနံပါတ်တစ်လုံးပြည့်ပြည့်ပြောင်းလဲပေးလိုက်ရုံနဲ့ချစ်ရတော့ချစ်မဲဆွေတို့ရဲ့ဘဝအအောဖွဲ့ပြောင်းလဲတိုးတက်သွားအောင်ပြည့်ပြည့်ပြောင်းလဲပေးနေသောနံပါတ်မာစတာမေဖြူခင်ဖြစ်ပါတယ်တင်တို့ရဲ့ကံကြမ္မာကိုအမြဲတမ်းဆွေးနွေးပေးနေတဲ့ Tarot Master တယောက်လည်းဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ဆက်ပြီးတော့ပြောမယ်။အခုဖုန်းရွှေပညာအရာအိမ်နံပါတ်ရဲ့ပေါင်းခြင်း9ဖြစ်သွားပြီဆိုတဲ့သူတွေကငါအိမ်ကိုရောင်းပြရမလား။ရောင်းစရာမလိုဘူး။ငါအိမ်ရဲ့လွှတ်ပြပြီးတော့ခြားတဲ့နေရာမှာသွားနေရမလား။မလိုပါဘူး။ငွေကုန်ကြေးကြမများဘူး။ဖျားတဲ့ဆောင်တန်းတွေမှာရောင်းလေရောင်းထားရှိတယ်။ market တွေမှာရောင်းလေရောင်းထားရှိတယ်။ဆွဲလဲလေးရှိပါတယ်။အဲ့ဒီဆွဲလဲလေးကတင်းနဲ့မြည်တဲ့ဆွဲလဲလေးကသွားဝယ်လိုက်သူ့ရဲ့အတန်လေးကပါရနာပြောပွဲအတန်လေးဖြစ်နေပါစေဆွဲလဲလေးရဲ့အဆုံးမှာခေါင်းလုံးလေးတွေပါနေရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒီဆွဲလဲလေးကိုအိမ်ရဲ့တကားဝမှာချိတ်ဆွဲပေးလိုက်တယ်ဆိုလို့ရှိရင်လေလာတဲ့ဆွဲလဲတန်လေးကမြည်တဲ့အခါမှာပါရနာပြောပွဲဖြစ်တယ်လို့ကိုယ့်ရဲ့အိမ်မှာမိသားစုတွေရဲ့စကားပန်လေးတွေကလည်းတယောက်နဲ့တယောက်ကြားမှာနဝင်ချိုလာပါလိမ့်မယ်အိမ်မှာလူတွေလည်းစုံညီလေးပြန်လဲနေရပါလိမ့်မယ်ယုံကြည်သူတွေလိုက်လို့ပါမယုံကြည်သူတွေရဲ့အတွက်တော့ကမ္မတကာဆိုတဲ့စကားလေးကိုပြောရင်းနဲ့ကံဗျာပညာတွေဆိုတာကငွေမကုန်မဲနဲ့လိုက်လို့တဲ့သူတိုင်းကိုအကျိုးထူးစေတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့တစ်ချက်နဲ့ဒိုင်းအိတ်ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်399